တချာဝါလေးနဲ့ရှင်ပြရမယ့်ဇော်မင်းမင်းရဲ့အားနည်းချက်နှစ်ခုကိုထိုင်းမီဒီယာတွေကအခုလိုထောက်ပြထားကြပါသည်ပရိသတ်များလုံးမဲ့မင်္ဂလာပါများလက်ဝဲစုပရင်းကတင်ဆက်နေပါသည်135 141ပြိုင်ပွဲမှာပေါင်းရှင်မြန်သွားမဲ့စိတ်ဝင်စားစရာတွဲဆိုင်နေတဲ့မှာဇော်မင်းမင်းနဲ့တချာဝါလေးတို့ရဲ့ပွဲကလည်းတပွဲပါဝင်ဖြစ်ပါသည်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ထိုင်းမီဒီယာတွေမှာဖော်ပြထားတဲ့ချက်လက်တွေကစားမနှုတ်ရဲ့နောက်ခံသမိုင်းကြောင်းအနေနဲ့ညီပြပိုင်းဆိုင်ရာအားပြိုင်မှုတွေကိုခြေခံပြီးတော့တင်ဆက်ပေးသွားပါမယ်ဓမ္မဆုံးအနေနဲ့ဒီပွဲမှာလူပြောများနေတဲ့ထိုင်းလူငယ်ကစားမတချာဝါလေးအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါသူကအသက်18သားရှိသေးပေမဲ့လက်ရှိ1လုံမနီစင်းမြင့်ထက်မှာတော်လေးကိုနာမည်ကြီးနေတဲ့ကစားမတစ်ယောက်ဖြစ်ပါတယ်။1လုံမနီမှာပွဲဥထွက်ကလေးက12ပွဲစတိုက်ပထမချီမှာပြိုင်ဘက်ကိုလဲထိုးပြီးတော့နိုင်ယူထားပါတယ်။ဒါကတာမန်စံချိန်မဟုတ်ပါဘူး။သူ့ရဲ့လက်သီးပြင်းအားနဲ့ပွဲသိမ်းနိုင်စွမ်းဘယ်လောက်ထိမြင်မာသလဲဆိုတာအသက်သေးပြနေတာပါ။ချွန်ပူဒီဇာတိဖြစ်တဲ့ဒီကောင်လေးကအသက်8နှစ်သားကလေးကသူ့လေးရဲ့ခြေရာကိုနင်းပြီးတော့လက်ဝဲလောကတွေကိုရောက်လာသူဖြစ်ပါတယ်။ဒါပေမဲ့လူငယ်တပါဝလမ်းမရောက်ပြီးတော့တစ်နှစ်လောက်လေးလွင်းခဲ့ပူးပါတယ်။နောက်ပိုင်းမှာဘဝရီမန်းချက်ပြောင်းရှုံးနေတာကိုသတိပြုမိပြီးတော့ဂျိုဝိုင်းနဲ့ပြန်ဝင်လာကအခုလို knockout machine တယောက်ဖြစ်လာခဲ့တာပါ။ဒီပွဲမှာသူ့ရဲ့ရီမန်းချက်ကရှင်းပါပြီ။သုံးပွဲစတဲ့လဲလုံးနိုင်ပွဲရယူဖို့ဘောနက်ရဖို့နဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးကိုရယူဖို့ဖြစ်ပါတယ်။တချာဝါလေးနဲ့ရင်ဆိုင်ရမယ့်သူကတော့စောမင်းမင်းဖြစ်ပါတယ်။စောမင်းမင်းရဲ့အဓိကအမှတ်တစိတ်ကတော့အကျန်းခံနိုင်စွမ်းပါပဲ။စောမင်းမင်းကနေစနစ်ထက်နှလုံးကြီးနဲ့ခန္ဓာကြီးကိုအားပြုတဲ့ကစားမဖိုက်တာမျိုးဖြစ်ပါတယ်။သူကပြန်မဲ့တိုက်စစ်ကိုခံယူပြီးမှပြန်လဲတုံ့ပြန်တဲ့ပုံစံရှိပါတယ်။သူ့ရဲ့မေယိုနဲ့ခနာကိုကအတော်လေးမှာကြောပါတယ်။အဲဒါကြောင့်ပြိုင်ဘက်တွေကသူ့ကိုလဲထိုးဖို့ကြိုးစားရင်းနဲ့အားကုန်သွားတတ်ကြပါတယ်။ဒါ့အပြင်မြန်မာဖိုက်တာပြီးစိတ်သက်မှန်တင်ပြီးတော့နောက်ဆုံးလေးမရှိပါဘူး။ထိုင်းသတင်းမီဒီယာရဲ့ဖော်ပြချက်အရတချာဝါလေးကစောမင်းမင်းကိုတေချာလေးလာထားပုံရပါတယ်။သူကစောမင်းမင်းရဲ့အားနည်းချက်နှစ်ချက်ကိုထောက်ပြထားပါတယ်။နံပါတ်1စောမင်းမင်းကအကြမ်းခံပေမဲ့ရွေရှားမှုနဲ့ခြေထွက်လက်ထွက်နှိမ့်ကွေတယ်လို့တချာဝါလေးကမြင်ပါတယ်။နံပါတ်2ပွဲချိန်ကြာရင်စောမင်းမင်းရဲ့အားအင်ကျဆင်းသွားတတ်တာကိုအခွင့်ကောင်းယူဖို့ပြင်ဆင်ထားပါတယ်။တချာဝါလေးရဲ့ဗျူဟာကတော့အမြန်နှုန်းနဲ့တိကျမှုပါပဲ။သူကပြိုင်ဘက်ကဘလောက်ပဲအကြမ်းခံထက်ကလဲအထိနာအောင်ထိုးရင်လဲကိုလဲရမယ်လို့ယုံကြည်ထားပါတယ်။ဒီပွဲအတွက်တချာဝါလေးရဲ့ပြင်ဆင်မှုမှာအရေးကြီးဆုံးအချက်တစ်ချက်ကတော့1 championship ရဲ့နာမည်ကြီး fighter Yod Legback နဲ့တွဲဖက်လေ့ကျင့်ခြင်းဖြစ်ပါတယ်။ Yod Legback ဆိုတာကပြိုင်ဘက်ကိုအနာမပေးဘဲနဲ့တစ်စက်ဝင်လုံးတတ်တဲ့ pressure fighter တယောက်ဖြစ်ပါတယ်။စောမင်းမင်းရဲ့ကစားပုံကလည်းအဲ့လိုဖိအားပေးတဲ့ပုံစံမျိုးရှိနိုင်တာကြောင့် Yod Legback နဲ့လေ့ကျင့်ထားတဲ့တချာဝါလေးကစောမင်းမင်းရဲ့ဖိအားကိုရင်ဆိုင်နိုင်မှုအသားကျနေလောက်ပါပြီ။ဒါကစောမင်းမင်းအတွက်သတိထားရမယ့်အချက်ပါပဲ။ဒီဘက်ကအမြန်နှုန်း speed နဲ့မာကုံ durability တို့ရဲ့အားပြိုင်ပွဲဖြစ်လာမှာပါ။တချာဝါလေးနိုင်ရရှိမဲ့လမ်းကြောင်းကတော့ပွဲစားရနဲ့တစ်စက်တိုက်စစ်ဆင်ပြီးတော့စောမင်းမင်းကိုအသက်ရှူချိန်မပေးဘဲနဲ့ကစားမှရပါလိမ့်မယ်။စောမင်းမင်းရဲ့နေကွမှုကိုခွင့်ကောင်းယူပြီးတော့ဝင်ထိုးထွက်ထိုး in and out လောက်ကပြစ်မှတ်ကိုဒီကြကြထိုးနှံနိုင်ရင်သူမျောလင်းချက်တိုင်းသုံးပွဲစတိုက်လဲထိုးနိုင်ပွဲဖြစ်လာနိုင်ပါသည်။ဒါပေမဲ့တချာဝါလေးက18နှစ်ပဲရှိသေးတဲ့လူငယ်ဖြစ်ပါတယ်။အတွေ့အကြုံရစိတ်လောနိုင်ပါသည်။စောမင်းမင်းအနေနဲ့ပထမချီမုံတိုင်းကိုကြံ့ကြံ့ခံပြီးတော့တချာဝါလေးကိုစိတ်မရှိအောင်အားကုန်အောင်လုပ်နိုင်ရင်အခွင့်အရေးရှိမှာဖြစ်ပါသည်။တချာဝါလေးကလဲထိုးခြင်းစောနဲ့ guard ပွင့်သွားတဲ့အချိန်မှာစောမင်းမင်းရဲ့လက်တီးပြင်းပြင်းတစ်ချက်ဝင်သွားရင်ပွဲဖြေပြောင်းလဲသွားနိုင်ပါသည်။အချို့ဆိုရင်တော့1 Friday Fight 141ရဲ့တွဲဆိုင်အမှတ်4ဖြစ်ရှင်ပြိုင်မယ်ဒီပွဲကပရိသတ်တွေအတွက်မျက်တောင်မခတ်တန်းကြည့်ရမယ့်ပွဲကောင်းတစ်ပွဲဖြစ်လာမှာအသေးချပါထိုင်းလူငယ်လေးကပဲသူ့ရဲ့ hat-trick KO အိမ်မက်ကိုအကောင့်ထဲပေါ်သွားမလားမြန်မာဖိုက်တာစောမင်းမင်းကပဲလူငယ်လေးရဲ့အရှင်ကို break အုပ်ပြီးတော့အတွေ့အကြုံနဲ့ပညာပေးသွားမလားဆိုတာကတော့ဒီကနေ့ညမှာအဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ